လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဗာရာဏသီပြည်မှာဖျားလောင်းဟာလှဲကုန်တဲ့900ကိုဦးဆောင်တဲ့လှဲမှုကြီးချစ်ခဲ့ပါတယ်။တခါမှာတော့သူဟာကုန်ပစ္စည်းတွေအပြည့်နဲ့ယူဇနာ60ကျဲတဲ့သဲကန်တာရကြီးကိုချက်ကြော်ဖို့ပြင်ဆင်ခဲ့ပါတယ်။သဲကန်တာရရဲ့အပူရှင်ကပြင်းလွန်းလို့နေ့ဘက်မှာခရီးမသွားနိုင်ပဲညဘက်လမ်းပြကျဲတွေကိုကြည့်ပြီးခရီးနှင်းကြရပါတယ်။ ဒေကန်တာရာကြီးရဲ့အဆုံးကိုရောက်ခါနီးနောက်ဆုံးတညမှာတော့လမ်းပြတဲ့သူဟာအိတ်ငိုက်ပြီးလမ်းမသွားပါတော့တယ်မနဲ့လင်းလာတဲ့အခါမှာတော့သူတို့ဟာအရင်ရောက်ခဲ့မှုတဲ့နေရာဟောင်းကိုပဲပြန်ရောက်နေတာကိုတွေ့လိုက်ရပါတယ်လဲကုံသေးဒီဟာအရန်ကိုထိတ်လန့်သွားကြတယ်တောက်ရည်တွေလည်းကုံပြီးထင်းတွေလည်းမရှိတော့ဘူးလူတွေကတော့ငါတို့တော့တေရတော့မယ်ဆိုပြီးမျောလင့်ချက်မဲစွာနဲ့လဲအောင်မှာဝင်အိတ်နေကြပါတယ် ဒါပေမဲ့ဖျားလုံးကတော့အရှုံးမပေးခဲ့ပါဘူးငါကတော့ဇွဲမလျှော့နိုင်ဘူးတော့ဆုံးဖြတ်ပြီးပတ်ဝန်းကျင်ကိုလိုက်ကြည့်တဲ့အခါစိမ့်လန်းနေတဲ့မြက်ပင်လေးတစ်ပင်ကိုတွေ့လိုက်ရပါတယ်ဖျားလုံးကဒီမြက်ပင်ရှိတဲ့အောက်မှာရေရှိရမယ်ဆိုပြီးလဲကုံတဲတွေကိုတူးခိုင်းပါတယ်အတောင်60ထိတူးလိုက်တဲ့အခါမှာတော့ကြောက်ဖျားကြီးတစ်ခုခါနေပါတယ်လူတွေအားလုံးကရေမထွက်တော့ဘူးဆိုပြီးလက်ရှုံလိုက်ကြပါပြီဒါပေမဲ့ဖျားလောင်းကတော့ကြောက်ဖျားပေါ်မှာနားကပ်ပြီးနားထောင်လိုက်ခဲ့ပခါအောက်ကရေထံကိုကြားလိုက်ရပါတယ်သူကလှဲစေတယောက်ကိုခေါ်ပြီးကဲမင်းဇွဲမလျှော့နဲ့ဒီကြောက်ဖျားကိုထုလိုက်စမ်းလို့အားပေးပါတယ်လှဲစေကလည်းအားကုန်သုံးပြီးထုလိုက်တဲ့အခါမှာတော့ကြောက်ဖျားကြီးကွဲထွက်သွားပြီးအုံးပင်လုံးလောက်ရှိတဲ့ရေလုံးကြီးပန်းထွက်လာပါတော့တယ်အားလုံးဟာဝမ်းသာအားရရေတောက်ကြရေချိုးကြပြီးသူတို့ရဲ့ခရီးစဉ်ကိုအောင်မြင်စွာဆက်နိုင်ခဲ့ကြပါတယ်